ခွေးလိုတငယ်ချင်းမျိုးရှိတာထက်ဆိုင်ရင်ခွေးကိုပဲတငယ်ချင်းအဖြစ်ထားလိုက်တာပိုကောင်းပါတယ်ခွေးဆိုတာအ ਨੇ ဆုံးတော့သစ္စာရှိသေးတယ်စာရင်ကိုစီလျှောက်လာတတ်တယ်ဝမ်းသာရင်အမီးလူပြတတ်တယ်ဘသူကမဆိုမကြရင်အဲ့ဒီလူကိုတဲ့တဲ့ဟောင်ပြတတ်တယ်ကွယ်ရမှာအတင်းသွားပြိုးပြီးမှဘာမှမဖြစ်ခဲ့သလိုမျိုးကိုရှိမှပြန်လာပြုံးပြနေတာမျိုးခွေးမှမရှိဘူးဒါပေမဲ့လူတချို့ကြတော့ကိုတငယ်ချင်းလို့အမိတတ်ကြတယ်ကိုဟာရှိနေတဲ့အချိန်ကြတော့ဆွေမျိုးတွေလိုမျိုးတိုးဝှေ့ကပ်ပါလာကြပြီးကိုအစင်မဖြစ်ဖြစ်သွားတဲ့အခါကျတော့တခါမှမသိခဲ့ဘူးသလိုမျိုးတိတ်တဆိတ်ပျောက်ကွယ်သွားကြရောကိုလဲကျသွားတဲ့အချိန်မှာခွေးတောင်ကိုဘေးနားမှာလာပြီးစောင့်ပေးနေသေးတယ်ဒါပေမဲ့ခွေးလိုတငယ်ချင်းမျိုးတချို့ကြတော့ကိုဘေးကနေထွက်ခွာသွားရုံနဲ့မကပဲကိုအเจ้าတွေကိုသူများတွေနားထောင်လို့ကောင်းအောင်လိုက်ပြီးအသိဖင်းပြောကြသေးတယ်တကယ်နာကျင်ရတဲ့ကအစဲခံရလို့မဟုတ်ပါဘူးကိုယ်တိုင်ယုံကြည်ခဲ့ရတဲ့သူသမီးတဝိုင်းတဲ့အတူတူထိုင်စားခဲ့ဘူးတဲ့သူကိုယ်တိုင်ကူညီပေးခဲ့ဘူးပြီးနှလုံးသားချင်းလဲလှယ်ခဲ့ဘူးတဲ့သူတွေစီကနေရရှိတဲ့နာကျင်မှုမျိုးပါနောက်ဆုံးကြတော့သူတို့တွေကကိုယ်စီမှာအတုံးချစရာမရှိတော့တဲ့နေ့ရက်တွေကိုပဲမှတ်မိနေကြတယ်ခွေးကကိုယ့်ရဲ့ဖနက်သဆုံးကိုပဲကြိုက်ဖြက်စီးပစ်နိုင်လိမ့်မယ်ဒါပေမဲ့ခွေးလိုတငယ်ချင်းမျိုးတွေကြတော့ကိုယ့်ရဲ့ယုံကြည်မှုရောဘဝတစ်ခုလုံးကိုပါဘာမှအားနာခြင်းမရှိပဲဖြက်စီးပစ်တတ်ကြတယ်